ညီမလေးတယောက်မေးထားတယ်တက်တော့ကောက်မှာကိုယ်ဘလော့ထားတဲ့သူတွေပြန်ကြည့်တဲ့နေ့မိတ်ဆွေတို့ရဲ့ပေါ့နော်တက်တော့ကောက်လေးတွေကိုဝင်လိုက်ပါပေါ့နော်တက်တော့ကောက်မီနူပါတန်းလေးနဲ့လေးပါဒီနေရာမှာပေါ့နော်ဒါမိတ်ဆွေတို့ပေါ့နော်စာရိုက်ရှာမှာဖြစ်တယ်ပေါ့ခုဘလော့မီအဖက်လို့အဲ့ဒါရိုက်ရှာလေးပေါ့နော်ကျွန်တော်ရိုက်ရှာပြမယ်ပေါ့နော်ခုဘလော့မီပေါ့ BLOCK အဲ့ဒီဟာလေးရိုက်ရှာလေးပေါ့နော်အဲ့ဒါလေးရိုက်ရှာပြီးပြီဆိုရင် next আপনার টিকটক অ্যাকাউন্ট কে ব্লক করে রেখেছে টিকটক থেকে সেটা কিন্তু দেখতে পারবেন ঠিক এরকম ভিডিও আকারে বা একটু ভিডিও কিন্তু এরকম তৈরি করতে পারবেন তো কিভাবে এটা দেখতে হবে এরকমဟုတ်ပြီဒါဆိုနောက်ထပ်တစ်နည်းကဆိုရင်မိတ်ဆွေတို့ပေါ့နော်ကိုယ်ဘယ်သူဘလော့ထားလဲဆိုတာပြန်ကြည့်လို့ရအောင်ပေါ့နော်ကိုယ့်ရဲ့ profile လေးဝင်လိုက်ပါဝင်ပြီးရင်ဒီ set လေးမြင်းချောင်းလေး၃ချောင်းလေးနေလိုက်ပါမြင်းချောင်းလေး၃ချောင်းလေးနေပြီးရင် setting လေးနေနေပါ setting and privacy ကိုနေလိုက်ပြီးပြီဆိုရင်ဒီမှာပေါ့နော် privacy ကိုပုံလေးနေလိုက်လက်လေးနဲ့ပေါ်ဆွဲတင်လိုက်ပြီးပြီဆိုရင်ဒီမှာပေါ့နော်blocking ပေါ့အကောက်ဆိုတာလေးတစ်ချိန်နေလေအဲ့ဒါတော့ကိုကဘာသူ block ထားတယ်ဆိုတာဒီမှာအကုန်လုံးကြည့်ရတာဖြစ်တယ်ပေါ့နော်ဒီဟာတော့ကိုကနေသူများကို block ထားတဲ့ဟာဒီမှာကြည့်ပေါ့နော် blocking ကောက်ဆိုတဲ့နေရာမှာသူများတွေကကိုကို block ထားတယ်ဆိုရင်ခုန affect မှာပေါ့နော် who block me ပေါ့နော် affect ဆိုတဲ့နေရာမှာတွားကြည့်ပါပေါ့နော် okay ဆင်ပြေကြပါစေ